Hello, my Minglaba. Now, shows what you know, Pierre can choose to ne, Bajalin or general passing, but no passing, I my general a chain Yashiro, no, a chain Sura general Pio PV, a chain Sura general Nandayame a chain. So, general Roga, the time and space, the thipen, Wahara Nepioa, no, time and space. So, general Ma. Time and space shira kajara general di a chain and nisson kajaja at the gilare manapensura pilare who bigger lungera lunkedo a pipia pilakere da a chain as wara no tabi messaranga jaro to a male low mide dame papilo pia to a ma namdaya the yari bubian quim beer le suro a pipia time and space a pima pira kajara don't reson don't be Bajan Sura many units from you every time it's the same so crypto ale alobe mala no crypto ale the behavior sathon shimaso le no many unit na gala a same year Jesus Christ is the same so kajama pyamle but no a jamulu jono look at there you gotကျွန်တော်ကတော်လေးဖျားကကျွန်တော်တို့တံပိုးကြီးမြများသောစုကျေးဇူးဖျားကပေးတယ်ဆိုတာဒါပဲအချိန်ပေါ့နော်ဆိုတော့ကအချိန်ကနောက်ထပ်တစ်စက္ကန့်ကျွန်တော်တို့မှာပြည့်ပြည့်ခွင့်ပေးတယ်ဆိုတာကျွန်တော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကပတ်စင်ဆိုတာဒါစစ်ကျေးဇူးတွေပေါ့နော်ဆိုတော့ဒီနေ့ကျတော့ Mother's Day So Mickey Mian ni sura chano Mickey Mian ni ye topic leo chano neli winga china dalaba be no taibra mashiba bu point ni ado 3 point လောက်ပဲရှိတယ် Mickey Mian ni ဆိုရင်ကျွန်တော်တို့ကတော်များများဒီနှုတ်ကပတော်ထဲမှာကျမ်းစာထဲမှာဆိုရင်ဒီအဖြစ်ပြတဲ့တပုံရှိတဲ့ Mickey ကောင်းသော Mickey ရှိတယ်လို့ဆိုတဲ့ Mickey နဲ့ရှိတယ်နော်ဆိုတော့ဥပမာ Solomon ဘုရင်ခေတ်တော်ဆိုရင်ဒီဆောလမုန်ကတကက်ဖျားကသူ့ချင်းမြောက်တာချီကျူးတာအခုလူသားတွေနော်အခုလက်ရှိဒီ2025ရှင်တဲ့လူတွေတထေးတွေသူစီစဉ်အောင်စာကဆောလမုန်မင်းကြီးတော့မမီဘူးဆောလမုန်မင်းကြီးရဲ့စီစဉ်ဥစ္စာတွေကကျမ်းစာအရမှာကြည့်မယ်ဆိုရင်ပြန်မလို့ဒီချိန်ရဲ့တန်ဖိုးနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်trillion ဖြစ်တယ်အခုကbillion တော့ရှိတယ်လက်ချိုးရလို့ရတယ် trillion နဲ့ဆိုတာမရှိဘူးလုံးဝမရှိဘူးဆိုတော့ဆောလမုန်ဘုရင်ရဲ့စီစဉ်ကအလောက်ထိကျွယ်ဝတယ်ဘုရားကလည်းသူ့ဒီဉာဏ်ပညာဆိုရင်ကျွန်တော်တို့အခုတည်းထိလိုက်လို့မမီဘူးဘယ်သူမှလိုက်မမီဘူးအဲ့ဒါကိုမိခင်နှစ်ယောက်ကလာပြီးတော့မိခင်နေရောက်ကလည်းသူတို့နေတဲ့နေရာလည်းမကောင်းတဲ့နေရာလေနော်အဲ့ဒါမှသူတို့ရောင်းစားတဲ့နေရာဆိုတော့ခါကြတော့အဲ့ဒါမှခလေးသူခလေးကိုခလေးပြီးတော့ဟိုဘက်မိခင်ကသူခလေးသူဖိတာလိုက်တယ်ညဘက်အဲ့ဒီတော့ဟဲ့သူခလေးအဲ့ဒါငင်းခုန်ပြီးတော့ရှောင်းပြီးအဲ့ဒါမှလောက်ပြီးတော့နော်ဆိုတော့ခါကြတော့ကျွန်တော်ဆိုလိုချင်တာကကဘာအဆက်မှာမိခင်နဲ့ကောင်းတော့မိခင်ရှိတယ်လို့ဆိုတော့မိခင်နဲ့ရှိပါတယ်ကဲကျွန်တော်ဒီမောသေးနော်ကျန်းစာတော့ကျန်းပိုက်တော့တပိုက်လောက်ရှိပြီဒီမောသေးပါနော်ဒုတိယဆောင်ခန်းကြီးတိခန်းငယ်တိကနေခွန်အဲ့လောက်ပဲကျွန်တော်ပြောမယ်ဆိုတော့ဒီမောသေးဩဝါဒစာဒုတိယဆောင်ခန်းကြီးတိခန်းငယ်တိကနေခွန်ကျွန်တော်မြန်မာလိုဖတ်မယ်ဒါပေမဲ့ကျွန်တော်စူးစမ်းဖတ်မယ်တချို့စာသားတွေကတချို့ words ဝါဟာရတွေတာခက်တယ်ကျွန်တော်အတွက်နော်ဒါပါဠိတွေပါတယ်ဆိုတော့ကဲယေရှုခရစ်၌တည်သောအသက်ကိုပေးမိဟုဂတိတော်နှင့်အညီတဲ့ဘုရားသခင်၏အလိုတော်အားဖြင့်ယေရှုခရစ်၏တမန်တော်ဖြစ်သောငါပေါလုသည်ငါချစ်သားတိမောသေကိုကြားလိုက်ပါ၏တော့ငါတို့သခင်ယေရှုခရစ်နှင့်နော်ခမီးတော်ဘုရားသခင်အထံတော်က
ကျေးဇူးဂရုဏာညီသက်ချင်းရှိပါစေသောနော်ပြီးတော့အခန်းငယ်3ကနေဖတ်မယ်ဆိုရင်သင်ဤမျက်ရည်ကိုငါအောက်မေ့သောအခါဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမိအကြောင်းနော်သင်ကိုတွေ့မြင်ခြင်းကတဲ့အလွန်လွမ်းသောစိတ်ရှိသဖြင့်၎င်းငါအသင်ဤအဖွာလောတနော်အမိဥနိ၌အရင်တည်သောယုံကြည်ခြင်းတည်ဟုသောငါသဘောကျသည့်အတိုင်းနော်သင်၌လဲတည်သောယုံကြည်ခြင်းစစ်ကိုမမိသဖြင့်၎င်းနှင့်ညမပြဆုတောင်းပရဏာပြုခြင်းပရဏာပြုသည်တွင်တဲ့သင်ကိုမချမ်းမလအောက်မေ့သည်ဖြစ်၍ငါဘိုးဘေးကိုးကွယ်သည့်အတိုင်းကိုသိသောစိတ်စင်ကြယ်ခြင်းနှင့်တကွငါကိုးကွယ်သောဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏နော်ချောက်မှာဆိုရင်ထိုသို့ဖြစ်၍ငါလက်တင်သောအားဖြင့်သင်၌ဘုရားသခင်ပေးတော်မူသောဆုကိုနိုးစော်မိအကြောင်းငါသည်သင်ကိုသတိပေး၏နော်အကြောင်းမူကားဘုရားသခင်သည်ကြောက်တတ်သောစိတ်သဘောကိုငါတို့အားပေးတော်မူသည်မဟုတ်နော်တကူပါသောစိတ်ချစ်တတ်သောစိတ်ရှင်လင်းသောစိတ်သဘောကိုပေးတော်မူ၏အာမင် praise the Lord hallelujah ကျွန်တော်အင်္ဂလိပ်လိုဖတ်ပြမယ်နော်အင်္ဂလိပ်လိုကြတော့နော် 2 Timothy verse 1 chapter 1 verse 1 to 7 Paul not that NIV version Paul an apostle of Christ Jesus by the will of God and keeping with the promise of life that is in Christ Jesus to Timothy my dear son grace mercy and peace from God the Father and Christ Jesus our Lord I thank God whom I serve as my ancestors did with a clear conscience as night and day I constantly remember you in my prayers recalling your tears I long to see you so that I may be filled with joy I am reminded of your sincere faith which first lived in your grandmother Lois and in your mother Eunice and I am persuaded now lives in you also for this reason I remind you to fan into flame the gift of God which is in you through the laying on of my hands for the Spirit God gave us does not make us timid but gives us power love and self-discipline hallelujah amen ကျွန်တော်ဆုတောင်းပတနာပြုခြင်းနဲ့ဆက်ကြစို့ hallelujah မောင်စာမီပါရဆေဘရမဘာဆိုကန်ကေရဒမဆိုရှရီပစဘပွားလက်စကဒနာကင်ကေအိုပနနာပွားနေကေလောဆရာယနောကဆာဒါယေတစီတာကတူတဘခါရပလတ်မောကမီလနာကေမောတမီလယာကေတော့ပွာလာဒိုနာဖကိုဝဒယွာသမဆိုရှရီကမတာကလူလောဘာလလိုနာဟုကသိညာကနာပဝဲယွာကလူကတာတော့တူလူကဆိုင်ရှုလာမေတောက်ကေခောက်ကေဆာဝခေဘတ်ဘဒလနာလာဝလမခုဘာဒဘဆိုရှရီယောဆာအာမင်တဘလေကဲကျွန်တော်တို့ဒီ Mother's Day စောရံဝဒီနောက်ကပါတော့ကျွန်တော်ဖတ်သွားတာသူကနည်းနည်းလေးသူက dead တော့မဟုတ်ဘူးပါနော်ဆိုတော့တိမောသေကရှင်ပေါလုကြီးကစာရေးလိုက်တာရှင်ပေါလုကြီးကစာရေးလိုက်တယ်တိမောသေကလည်းအဲ့ဒီမှာအဲ့ဒီအသင်းတော်မှာသူကလည်းလုံးပန်းနေတယ်နော်ဒီပြဿနာတွေကကျွန်တော်တို့ခေတ်ကနေစတာမဟုတ်ဟိုးဒီ Jesus Christ မတိုင်ခင်တော့ခေတ်ကစတာနော်ပြအသင်းတော်တွေကြိုက်ကြဖြတ်ကြအိုးပါတိုက်ဖြတ်ကြတာတိမောသေဆိုရင်အဲ့ဒီမှာလေရှင်ဘောလူပြောတာနေ့ရဲ့မြင့်ရည်တွေငါတွေ့တယ်ဘယ်ရမလဲဟိုဘယ်အသင်းသားတွေကတော့ကျွန်တော်ထင်တာဟိုစားဒီသူတို့ pass တာတော့တလဖို့ကြီးမယ်ဆိုတော့ကကြအဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဒါဘာဖြစ်ဒါတော့
ရှိတာပေါ့နော်ရှိတာပေါ့ကျွန်တော်တို့လည်းဒီအခုအဖြစ်ပြက်ကျွန်တော်အသင်းသားတွေပေါ့နော်ဒီအသင်းတော်ဖြစ်ပြတဲ့ဥစ္စာစိတ်မပြတ်ပါနဲ့ဘာကြောင့်လဲဆိုတော့ဒီတမန်တော်ခစ်တော်မှာဒါတွေကသူတို့ဒါအကြီးကျယ်တိုက်ပွဲဝင်ရတာဒါပေမဲ့ဒီအခုဒီနောက်ကဘတော်ကိုကျွန်တော်ဖတ်သွားဖြင့်ကျွန်တော်ရဲ့ဦးတည်ချက်ကမိခင်တွေတွေ့ရတယ်အဖွားကနေစတယ်ဒီတိမောသေကဒီဖခင်ရဲ့သာသနာနော်ယုံကြည်ခြင်းကနေစတယ်ဒီယုံကြည်ခြင်းနဲ့ဖခင်ရဲ့သာသနာကသူ့အဖွားကြောင့်မဟုတ်ဘူးဆိုရင်တိမောသေဆိုတာကျွန်တော်မသိဘူးနော်သူ့ရဲ့ယုံကြည်ခြင်းကနေယုံကြည်ခြင်းကဘယ်အစလဲဆိုတာအဖွား Louis နော်ပြီးမှပဲသူ့အမေ Eunice နော်အဲ့ဒါမြန်မာလိုတော့ကျွန်တော် sorry ပဲကျွန်တော်ပြောတာလို့မတတ်တော့ခါကြတော့ကဲဘာဖြစ်ဖြစ်အဖွားအမေပြီးမှပဲဆရာကြီးတိမောသေလာနော်ဒါတိမောသေစာဆောင်ဆိုတာပထမစာဆောင်ဒုတိယစာဆောင်လာနော်ဆိုတော့ symbology ကသူ့အားပေးတာဆိုတော့ဘာကိုတွေ့ရလဲဆိုတော့မိခင်ကအရန်ရေးကြီးတယ်သားသမီးတွေကြီးပြင်းလာဖို့အတွက်မိခင်ကပဲ main ဖြစ်တယ်မိခင်နဲ့ဖခင်တော့မှမိခင်က main ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့ဒီမိသားစုတွေထဲမှာဆိုရင်အမေကဝမ်းနဲ့လွယ်ရတယ်မဟုတ်လားနော်အဖေကသူ့အချိန်ကသူကရှာဖွေကျွေးမွေးရတဲ့တာဝန်ကိုဒါ original ကဒီလိုမျိုးဖြစ်တယ်နော်ဒါ original ဒီလိုမျိုးဆိုတော့အဖေကအိမ်အမိုးလေးလုံအောင်ဒီစပွဲပေါ်မှာအစားအသောက်လေးလုံလောက်ရှိအောင်ဖြစ်အောင်ရှိအောင်အဖေကအပြင်မှာသွားပြီးတော့မိုးရွာထဲမှာရောဥပမာအမျိုးမျိုးပေါ့နော်အလုပ်စူးစမ်းလုပ်ရတယ်ဒါပေမဲ့အမေကအိမ်တွင်းထဲမှာဆိုရင်သူကဥဆောင်ရတယ်ဥဆောင်ရတဲ့ခါကျတော့ဒီကလေးကမမွေးခင်မိခင်ရဲ့ဘိုက်ထဲမှာဆိုရင်မိခင်နဲ့ဆိုင်ပြီးတော့ကျွန်တော်အသွေးသားစကားပြောတယ်ဆိုတာကြားဖို့ရမလားနော်အသွေးသားကစကားပြောတယ်ဆိုတာဒါပဲကလေးကလေမိခင်ရဲ့ဇာရိတကိုကနေသူက DNA ကိုမိခင်ကဆဲမဆိုသူကသိနေတယ်မိခင်က praying လုပ်မယ်ဆိုသူသိနေတယ်ဒါလူနော်မမွေးတာပဲရှိသေးတယ်လူကပါလဲအသက်ရှိတဲ့ဝိညာဉ်ဆိုတာဝင်ပြီးအဲ့ဒါကြောင့်မလို့ကျွန်တော် short တော့လို့မရတော့ကလေးကဒီမှာရှိနေတယ်ကိုကအဲ့လိုမျိုးပေါ့နော်ချာလုံးနေတယ်ဒါပေမဲ့အဲ့ဇာတိတွေကပါလာဆိုတော့ကြတော့ဇာတိပါချင်းဆိုရင်ကျွန်တော်တို့ကောင်းသောဇာတိတွေပေးရမှာပို့ချရမှာနော်ဆိုတော့ကြတော့မိခင်တွေကအရေးကြီးတယ်နော်ဒီကလေးတယောက်ကြီးထွားလာမယ်ဆိုတာမိခင်နဲ့ဆိုင်တယ်ဆိုတာသူ့မှာယာကန်တော့ပုံများတယ်ဘာကြောင့်လဲဆိုတော့ကလေးကမိခင်နဲ့ပဲအိတ်တယ်မိခင်တို့ဆွတ်တယ်မိခင်ကအထီးတွေ့အများဆုံးဖြစ်နေတယ်သူကအထီးတွေ့ကမိခင်အများဆုံးဖြစ်နေတယ်ဖခင်ကရှိတယ်ဘေးနားမှာပဲဒါပေမဲ့တင်းနေသုံးဆိုရင်ကလေးကိုကြည့်လိုက်အမေရှိမှပြေးတယ်ဆိုတော့ဒီကလေးရဲ့ကြီးထွားမှုဒီကလေးရဲ့စိတ်နေသဘောထားဒီကလေးရဲ့ဒီနေ့စဉ်သူ့ရဲ့ behavior လေးတွေကမိခင်ကပဲပြောင်းပေးလို့ရတယ်မိခင်ကပဲချိုးပေးလို့ရတယ်တဲ့လားနော်မိခင်ကပဲဆိုတော့တိမောသေမှာကြည့်လိုက်ဆိုရင်သူကရှင်ပေါလုကတဲ့သူပြောလိုက်တယ်နေ့ယုံကြည်ခြင်းကအဖွားကနေလာတယ်အဖွားပြမင်းအမေနဲ့လာတယ်ဆိုတော့မင်းရှိမှအခုရှိနေတယ်သူသဘောကျတယ်
နော်ဆိုတော့ကကြတော့ဒါရေးကြည့်တယ်နော်ကဲဆိုပါစို့ဒီမိခင်နေရောက်ကိုနော်တိမောသေရဲ့အဖွားနဲ့အမေနဲ့ကြည့်မယ်ဆိုရင်သူကအင်္ဂလိပ်လို့ဆိုရင် Godly's mother လို့ခေါ်တယ်ဆိုတော့ဖရာတရား၌နေထိုင်သောမိခင်လို့ခေါ်တယ်ကဲဖရာတရားနဲ့သွားဖရာတရားထဲမှာနေတဲ့မိခင်ဖရာတရားနဲ့သွားတဲ့ဘဝသက်တာပေါ့နော်ရှိသောမိခင်ရဲ့သူတို့ရဲ့အချက်လက်တွေဘာတွေရှိလဲဆိုတော့ကျွန်တော်တို့နည်းနည်းလေးလေ့လာကြရအောင်ကဲပရမတ်ချက်ကြတော့မိခင်ရဲ့အကျင့်စာရိတ္တတွေနော်မိခင်ရဲ့ characteristics ဆိုတာတော့အကျင့်ဇာတ်အကျင့်ပေါ့နော်အကျင့်အပြူအလုပ်သူတို့လုပ်နေသောအရာတွေနေ့စဉ်လုပ်နေသောအကျင့်လေးတွေဆိုတော့ကျွန်တော်တို့ကအကျင့်လို့ပြောမယ်ဆိုရင်မကောင်း negative ပဲကျွန်တော်တို့မြင်ကြတယ်ဒါပေမဲ့အကျင့်ဆိုတာလည်းကောင်းသောအကျင့်ရှိတယ်ဆိုတော့ဒီလိုမျိုးမိခင်တွေကဘာလို့လဲဆိုတော့များသောအားဖြင့်ဖျားနဲ့မွင့်လျော်ဖျားနဲ့ချဲလို့မွင့်လျော်တာနေညဘလို့မွင့်လျော်လဲဖျားနဲ့မွင့်လျော်လဲဖျားနဲ့မွင့်လျော်ခြင်းဆိုတာကနံပါတ်1အနေနဲ့ဆုတောင်းတယ်မနေ့မိုးလင်းချင်းဆုတောင်းမယ်အနည်းဆုံးနှစ်ချိန်ပါနော်မနေ့မိုးလင်းဆုတောင်းမယ်ပြီးညမအိတ်ခင်ဆုတောင်းတယ်မိသားစုတွေအတွက်သားသမီးအတွက်ဒါကောင်းသောမိခင်ဆိုတာဒါကျွန်တော်တို့ကြည့်ရပြီဒါ good ကဲဒုတိယအနေနဲ့ကြတော့သမန်ကျမ်းစာနှုတ်ကပတ်တော်ကိုဖတ်တယ်နော်နှုတ်ကပတ်လည်းကျွန်တော်တို့ဖတ်ဖို့အတွက်ဖခင်ကပေးထားတာဆိုတော့အနည်းဆုံးဒီလိုမိခင်တွေကနှုတ်ကပတ်တော်တစ်ပိုက်လေးသူတို့မှာဖတ်တယ်နှလုံးသွင်းတယ်ပြီးတော့ meditation ကိုကျွန်တော်တို့ပြောတဲ့အချိန်မှာကျွန်တော်တို့ကဒါကလုံးကျွန်တော်တို့နားလည်ရမယ်နားမလဲတော့မရဘူးကဲ Eastern ကျွန်တော်တို့အရှိမကျွန်တော်တို့နေတဲ့ဒေသကလာတဲ့ meditation ဆိုရင်ကမ္မထန်ထိုင်တယ်ဆိုတော့ဒီလိုထိုင်မယ်ပြီးရင်အတွေးတွေကိုထုတ်ပြတာထုတ်တိတ်ဆိတ်သောနေရာမှာထိုင်တော့တိတ်ဆိတ်သောနေရာကအိမ်မှာမတိတ်ဆိတ်တော့လူတွေကတောထွက်ပြီးတော့တောမှာသွားပြီးတော့တရားကျင့်တာဆိုတာကမ္မထန်ထိုင် meditation အဲ့ဒါ Eastern ရဲ့ philosophy နော်ကျွန်တော်တို့အရှိပိုင်းရဲ့ဒီအတွေးခေါ် philosophy ဒါပေမဲ့ကျွန်တော်တို့ကျမ်းစာမှာကြတော့ meditation က opposite စัจ jin ပဲဖြစ်နေတယ် meditation ကတစ်ချိန်လုံးတွေးတဲ့ဥစ္စာကို meditation အဲ့ဒါဖယားကကျွန်တော်တို့ဒါသင်ပေးတယ်နော်ဆိုတော့လုံးဝပဲဒီတခြား religion တခြားဘာသာတွေနဲ့ကွဲပြားသွားတာဟိုဘက်ဘာသာကြီးက meditation ကရှင်းထုတ်ပြလိုက်တာအတွေ့အားလုံးစိတ်ကိုရှင်းလင်းအောင်ကြည်လင်းအောင်အားလုံးထုတ်ပြလိုက်တာအဲ့ဒါမှပဲဘုရားဘယ်လိုပြောမလဲဆိုတော့ဒီပူပင်တော့ကတွေပျောက်သွားမှာပေါ့ကျွန်တော်တို့ဖျားကြတော့မဟုတ်ဘူးတစ်ချိန်လုံးတွေးမယ်ဆိုအဲ့ဒီတစ်ချိန်လုံးရဲ့ဥစ္စာကိုကျွန်တော်တို့ပူးတယ်ကျွန်တော်တို့အပေါ်ဆက်ရောက်တယ်ဆိုတော့ကကြတော့ကျွန်တော်တို့ကတစ်ချိန်လုံးတွေးတဲ့ဥစ္စာ meditation ဖြစ်သွားရောဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့တွေးသမျှဥစ္စာတွေကိုကျွန်တော်တို့ပုံမှာဆက်ရောက်တယ်အကောင်တွေးရင်အကောင်ဆက်ရောက်မယ်အဆိုးတွေးမယ်ဆိုရင်အဆိုးဆက်ရောက်မယ်နော်ဆိုတော့ကကြတော့ကျွန်တော်တို့ကရွေးချယ်ရမယ်အဲ့ဒါကြောင့်မို့လို့ယောရှုစစ်တိုက်တော့မယ်အဲ့မှာယောရှုကလည်းကြောက်ပြီးဦးမောရှေမရှိတော့ကကြတော့ဦးစီးဦးဆောင်ကမောရှေမရှိတော့ကကြတော့
ယောရှုစစ်သူကြီးကတိုက်ရအောင်မယ်ဆိုတော့သူကကြောက်တာဖခင်ကထာဝရဘုရားကသူ့တဲလို့ပြောလိုက်ငါပြညတ်တော်တည်းတဲ့တလုံးမကြံနေညအဆက်မပြရွတ်ဆိုအဲ့ဒါ meditate လို့ခေါ်တာဆိုတော့ရွတ်ဆိုရကြောင်းတော့ဒါကို meditating လုပ်တာဒါတစ်ချိန်လုံးတွေးနေတယ်ဆိုတော့ခါကြတော့အဲ့ဒါပဲဆိုတော့မိခင်တွေကလည်းဒါပဲကျွန်တော်တို့ကအကျင့်မရှိရင်ဒါလေးကိုအကျင့်လုပ်လိုက်ဘာကြောင့်လဲဆိုတော့ကျွန်တော်ပူပင်တော့ကကျွန်တော်တို့ကနေ့စဉ်နေ့တိုင်းမှာကျွန်တော်တို့က meditation လုပ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ meditation ကျွန်တော်တို့ဒီကျင့်ကြံနေတဲ့ဥစ္စာတွေကပါလဲဆိုတော့ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာတွေကိုကျွန်တော်တို့က meditate လုပ်တော့ခါကြတော့ဒီပြဿနာတွေကကျွန်တော်တို့နောက်တကောက်ပဲတစ်ချက်လုံးပဲပါနေတာဆိုတော့ခါကြတော့ဒီပြဿနာကိုကျွန်တော်တို့ကနှုတ်ကပတော်နဲ့အစားထိုးလိုက်မယ်ဆိုရင်နှုတ်ကပတော်ရဲ့အသက်ကကျွန်တော်တို့ပေါ်မှာသုံးလောင်းလိုက်မယ်ဒါဖရားရဲ့ဂတိတော်ကဲကောင်းပြီနော်ဆိုတော့ကောင်းသောမိခင်ဖျားနဲ့မွင့်လျော်သောမိခင်ကဘယ်လိုမိခင်မျိုးလဲဆိုတော့နှုတ်ကပတ်တော်ဖတ်တယ်နှုတ်ကပတ်တော်ဖတ်တော့အမှန်တရားဆိုတာသူသိတယ်ဆိုတော့သူဘာလောက်ရမလဲဆိုတော့သူသိသွားပြီနော်ဘာလောက်ရမလဲဆိုတော့သိသွားပြီဆိုတော့အိမ်တွင်မှုထဲမှာဆိုရင်ကျွန်တော်တခုပြောမယ်ကျွန်တော်တို့ Bible ဒီကျမ်းစာခရစ်ယာန်ကျမ်းစာ Bible ကကျွန်တော်အခုမှပဲကျွန်တော်အသက်တရက်ကြီးလာလေကျွန်တော်တရက် appreciation လုပ်တယ်ဘာကြောင့်လဲဆိုတော့ဆွဲဆုံးပါတယ်သမိုင်းကြောင်းလားသူပါတယ်အိမ်တော်ရင်းကြောင်းလားပါတယ်ကိုရဲ့အကျင့်စာရိတ္တကြောင်းလားပါတယ်အခုမိခင်တွေအကြောင်းဆိုတော့ပါတယ်ကဲအထူးသဖြင့်ကွာအိမ်မှာအိမ်တော်တစ်ခုမှာဖခင်နဲ့မိခင်ကသူကဥပမာဆိုရင်ဖခင်နဲ့မိခင်ကသူကအုပ်ချုပ်တာပေါ့နော်ဆိုတော့ပြီးမှကလေးဆိုတော့အုပ်ချုပ်မဲ့လူက2ယောက်ရှိတယ်ကွာ2ယောက်ဆိုတော့သူများပြောထားရှိတယ်ဂူတကူမှာချင်းတဲ့နှကောင်အောင်လို့မရအောင်မလားချင်းတဲ့နှကောင်အတက်ပင်ကပါဝါချင်းကတူနေတယ်ပါဝါချင်းကတစ်ခုတည်းပဲတူမယ်ဆိုရင်လုံးဝဖြစ်နိုင်ရင်ချင်းမရှိဘူးကွဲသွားလိမ့်မယ်ဆိုတော့ခါကြတော့ကျမ်းစာကလည်းဖခင်ကလည်းကျွန်တော်တို့သွန်သင်တယ်ကျမ်းစာဒီဓမ္မသစ်ထဲမှာဆိုရင်ကြည့်လိုက်မိခင်တွေမိန်းမတွေကျမ်းစာသွန်သင်တာမိန်းမတွေကျွန်တော်တို့ဘယ်လိုနေထိုင်ရမလဲယောက်ျားတွေအပေါ်မှာကျွန်တော်တို့ကဘာတွေလုပ်ပေးရမလဲနော်မိခင်တွေမိန်းမတွေအမျိုးသမီးတွေမိန်းမတွေ wife ပြီးတော့လဲ husband အတွက်လဲဖခင်ကဒီလိုမျိုးသူတို့သွန်သင်ဆုံးမပေးတယ်နေတို့ကလေးအပေါ်မှာနေတို့စိတ်ဘယ်လိုထားရမလဲဘယ်လို treating လုပ်ရမလဲဘယ်လိုဆက်ဆံရမလဲကိုယ့်ရဲ့အမျိုးသမီးပေါ်မှာကိုယ့်ရဲ့ဇနီးပေါ်မှာကိုဘယ်လိုဆက်ဆံရမလဲဆိုတာစမ်းစာသူသင်ပြီးသားရှိတယ်အမျိုးသမီးမှလည်းဒါပဲဆိုတော့ခါကြတော့ကျွန်တော်တို့ကဒီဘောနော်ဒီဖျားနဲ့မွေ့လျော်သောမိခင်တွေဆိုရင်ဒါတွေကသူတို့ရဲ့ဒီဘယ်လိုပြောမလဲဆိုတော့သူတို့ရဲ့ဘဝသက်တာရဲ့ guidance ဘဝသက်တာရဲ့ဒီသူတို့ရဲ့ guiding ဆိုတာလမ်းပြသောသွန်သင်ဆုံးမစာတွေဖြစ်တယ်ဆိုတော့ခါကျတော့ဒီ guideline ပေါ်မှာပဲသူတို့ကရှင်းသန်ရမယ်နော်ဒီပြထားတဲ့ဒီအညွှန်းတွေပေါ်မှာဒီပြထားတဲ့ဒီဘယ်လိုပြောမလဲဆိုတော့ဒီ guideline ဆိုမြန်မာလိုဘာလို့ပြောလဲ guideline ဆိုတော့အညွှန်းလို့ပါနော်ဒါလမ်းညွှန်ပြတဲ့ဥစ္စာ guideline ဆိုပဲသူကရှင်းသန်ရမယ်ဆိုတော့အမျိုးသမီးဖြစ်တယ်မိခင်ဖြစ်တယ်အိမ်တောင်တစ်ခုထဲမှာသူကဒီကျမ်းစာထဲကပြီးသော guideline ကိုသွားမယ်ဆိုရင်ဖခင်ကလည်း
ဒီကျန်းစာထဲကပြီးတဲ့ guideline ဖြစ်မယ်ဆို automatic ကလေးကလည်းပါပြီးသားပဲနော်ကလေးကပါပြီးသားဘာကြောင့်လဲဆိုတော့ကျွန်တော်စောစောကကျွန်တော်ပြောသလိုပဲဝါမဖြစ်ခင်ပါအရင်ဖြစ်လဲမြစ်ပုံသွင်းမချင်းမဆိုရင်အဲ့ဒီမြစ်ကိုကျွန်တော်တို့သွင်းရတယ်အဲ့ဒီမြစ်ကနည်းနည်းလေးရင့်လာပြီဆိုရင်ချိုးရခဲ့အောင်ပုံသွင်းရခဲ့အောင်ဆိုတော့အဲ့ဒီမြစ်ကတစ်ချိန်ကျရင်ဝါဖြစ်လာနေတယ်တော်တော်မြန်နေနော်ဒါပေမဲ့ဝါဖြစ်ပြီးရင်ကောက်တဲ့ဝါကိုဖျောက်လို့မရတော့ဖျောက်တဲ့ဝါကိုကောက်လို့မရတော့ဒါပေမဲ့အဲ့ဒီဖျောက်တဲ့အဲ့ဒီဝါကဖျောက်ချင်လားကောက်ချင်လားဆိုတာသူမြင့်ဖြစ်တဲ့ဘဝအစဉ်မှာကျွန်တော်တို့ဖျောက်ရပုံသွင်းရတယ်ထွန်းတူစွာပဲလူရဲ့ကျင့်စာရိတ္တလည်းဒါပဲ psychology ဖြစ်တယ်အခုကြည့်ဒါမဆိုင်ဘူးလို့မပြောနဲ့အခုကြည့် trauma တွေလာတာလူကောင်းတွေအကြီးကြီးဗလကြီးကြီးတွေနဲ့လာတယ်အပြူတွေလာပြီးတော့ဘာလာဆေးကမလာပြီးတော့ဘာလာစိတ်ဝေဒနာရှင်ဘာကြောင့်လဲဆိုတော့ trauma မင်းအမျိုးသမီးအဲ့ဒါပဲအနိုင်ကျင့်ခံရလို့ငငယ်တုန်းကအဖေက abuse ဖြစ်လို့အဲ့လိုမျိုးဖြစ်တော့ကြသူတို့ပါလာတယ်သူတို့အင်အားသူတို့ဗလနဲ့သူတို့ခန္ဓာကိုယ်ဗလနဲ့ကြည့်လိုက်လုံးဝမကိုက်ဘူးဒါပေမဲ့ကျွန်တော်ဆိုလို့ချင်တာငငယ်တုန်းကဖြစ်ပျက်တဲ့ဥစ္စာတွေကအကြီးမှထိတယ်ဆိုတာဝါဖြစ်တယ်ငငယ်တုန်းကအချိုးခံရမယ်ဆိုကြီးလိုက်ရင်လည်းအဲ့ဒီချိုးတဲ့စိတ်ဓာတ်တွေပဲပါသွားတယ်ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးပါသွားတယ်ဆိုရင်ကောင်းသောဥစ္စာကိုကျွန်တော်တို့ကချိုးပြရမယ်ကောင်းသောဥစ္စာကိုကျွန်တော်တို့ကထည့်ပြရမယ်မှတ်လားနော်မကောင်းသောဥစ္စာကိုကျွန်တော်တို့ကချိုးပြရမယ်ကောင်းသောဥစ္စာကိုကျွန်တော်တို့ကအဲ့ဒီကျွန်တော်ကျမ်းစာက guidance ဖြစ်နေရော guideline ဖြစ်နေတယ်ဆိုတော့ကကျွန်တော်တို့က guideline နဲ့သွားမယ်ဆိုရင်အိမ်တွင်းမှုပြဿနာဆိုတာလုံးဝမရှိတော့ဘူး hallelujah sorry လုံးဝမရှိတော့ဘူးဆိုတာမားတယ်ရှိကောင်းရှိတော့ရှိတယ်မဲ့ဒါပေမဲ့ဖခင်ရဲ့နှုတ်ကပတ်တော်နဲ့သွားရခါကြတော့အဲ့လိုမျိုးပါနော်သူတရားနဲ့တရား forgiveness တရားသက်ပြဿနာတွေအကြီးကျယ်မဖြစ်ဘူးကွာရှင်းပြောမှဆိုမပြိုကွဲဘူး okay good ကဲဒုတိယအနေနဲ့ကြတော့ trust God for everything ကဲဒီလိုမျိုးမိခင်တွေကဖခင်နဲ့မွေ့လျော်သောမိခင်တွေကသူတို့ကဖခင်ကိုကျွတ်မဲ့ယုံကြည်တယ်ဖခင်ကိုတခုမကြံခုတိုင်းယုံကြည်တယ် hallelujah ဒါပဲသူတို့ယုံကြည်တယ်နော်သူတို့မှာညီးတွားမှုဆိုတာမရှိတော့ဘူးဒါပေမဲ့သူတို့မှာပြည့်စုံလားမပြည့်စုံလူသားတွေပဲရုန်းကန်နေရတာပါပဲဒါပေမဲ့တခြားမျိုးစုနဲ့တူတယ်ဒါပေမဲ့ဘဝသက်တာကွဲပြားသွားတာမတူတော့ဘာကြောင့်လဲဆိုတော့သူတို့မှာဒီကျမ်းစာထဲမှာဆိုကျွန်တော်တို့ဖတ်လိုက်မယ်ဆိုရင်ဂတိတော်တွေတော်တော်များများရှိတယ်ဥပမာအနာငြိမ်းခြင်းလိုမျိုးရှိတယ်ပြီးတော့ကျွန်တော်တို့လိုအပ်သောအရာတွေเนาะကျွန်တော်တို့လုံးဝအကျွမ်းမဲ့ယုံကြည်ပြီးတော့ဖျားနဲ့စက္ကမဆိုဖျားပြီးမယ်ဆိုတဲ့ဂတိတော်တွေလည်းရှိတယ်ဒီမျိုးသမီးတွေကသူတို့သိတယ်သူတို့ဘာလောက်ရမလဲဘယ်သူရှိကိုပြေးရမလဲဆိုတာသူတို့သိပြီ husband ရှိမှမပြေးတော့เนาะသူတို့လင်းယောက်ျားရှိမှမပြေးတော့ဘဲနဲ့သူတို့ဖျားရှိမှပဲတိုင်တေပြီးတော့သွားတာယောက်ျားဥပိ္ပခာပြုတာတော့မဟုတ်ဘူးဖျားကအားလုံးတတ်တော်ဖျားဖြစ်တဲ့ကြောင့်မလို့သူကဖျားအကြောင်းကိုကကနနာသိတဲ့ခါကျတော့လူမအားကိုးတော့ပဲနဲ့ဖျားကိုအားကိုးတာဒါပဲဖျားကကျွန်တော်တို့အရောက်စီတိုင်းမင်းကလေးတော့မကဘူးကျွန်တော်အရောက်စီတိုင်းလူသားအရောက်စီတိုင်းဖျားကတောက်ကျွန်တော်ရှိမှလွတ်ကျွန်တော်တို့ရှိမှဖျားလိုချင်တာဒါပဲသူ့အားကိုးပါဆိုတော့ဖခင်ကဒါရီလိုအပ်
ဒါတွေကို तू ကလို့တယ်နော် तू ကလို့ချင်တယ်ဘလို့လို့ချင်လဲဆိုတော့ကျွန်တော်ဥပမာတစ်ခုလေးပေးချင်တယ်ဥပမာကလေးတစ်ယောက်ကကိုယ့်ရဲ့ကလေးတစ်ယောက်ကလမ်းလျှောက်တကစားအရွယ်လမ်းလျှောက်ရင်နဲ့ပြုတ်ကျသွားတာခြေတချော်တော့ဂရုတ်နဲ့ဆိုဒူးပြဲသွားငိုပြီးတော့ပြေးလာတယ်အဖေကကိုစုကလေးဆိုနာသွားပြီဆိုတော့အဖေကဒူးထောက်တော့လက်ဝဲသူ့ဖေရှိကလေးကပြေးဖေရှိကိုအဖေရှိလည်းရောက်ခါနေရောအဖေကြော်ပြီးတော့ပြေးပြီးတော့ဟိုဒေါက်တာလက်ရှိမှပြေးသွားတယ်အဖေကဘယ်လိုခံစားရမလဲငါမွေးထားတဲ့ကလေးတော့ငါသူ့အရန်ချစ်တာကျူးဆိုတယ်ဒါပေမဲ့သူ့ walk past ဖြစ်တယ်ဆိုတော့ခါကြတော့ကျွန်တော်တို့ကဖခင်ရဲ့ဖခင်ချစ်ချစ်မြတ်တာဖခင်ရဲ့ဒီကျွန်တော်တို့ပုံမှာဘလောက်ထိဖခင်တရားသူ့ကလေးသူချစ်တယ်လို့မျိုးဖခင်ကသာရွေးချစ်တာကျွန်တော်တို့ပုံမှာဆိုတော့ခါကြတော့ဖခင်ရဲ့ဖခင်နဲ့မွင့်လျော်မယ်ဆိုရင်ဘယ်သူရှိမှကျွန်တော်တို့ပြရမယ်ဆိုတာကျွန်တော်သိပြီအာမင်ဆိုတော့ဒီလိုမျိုးမိခင်တွေကဖခင်ရှိမှပြေးတယ်ပြီးတော့သူတို့တွေဖခင်ကိုအကျွတ်မဲ့ယုံကြည်သောမိခင်တွေဖြစ်တယ်ပြီးတော့လဲနောက်ထပ်လက္ခဏာတစ်ခုကသူတို့ကလုံးဝညီးတွားတဲ့ဝါရိုင်းမသုံးတော့ဘူးဒါမဲ့သူတို့အိမ်မှာရှိလားမရှိဘူးเนาะသူတို့ညီးတွားသောစိတ်မရှိဘူးဘာကြောင့်လဲဆိုတော့ဖျားပြီးတဲ့ဥစ္စာလေးကိုသူတို့အတွက်ကတိမ့်တိမ်ရောက်ရင်းနေတယ်ဖျားရဲ့ကြီးစုတော်သူတို့အဆက်မပြတ်ကြီးစုတင်တယ်မှတ်လားကျွန်တော်တို့ကဖျားကိုကြီးစုတင်မယ်ဆိုရင်အတိတ်ပင်ကကျွန်တော်တို့အပေါ်မှာကျွန်တော်တို့အတွက်ကတိမ့်တိမ်တယ်ကျွန်တော်တို့အတွက်ရောက်ရဲတယ်ကျွန်တော်တို့အတွက် it's perfect ပြည့်စုံတယ်မှတ်လားအရှံပံမဟုတ်တဲ့တာမှာပြည့်စုံတယ်အဆင်ပြေတယ်ဆိုရင်ကျွန်တော်တို့ကဖျားကိုကျေးဇူးတင်တယ်မှတ်လားဒီဘက်ဖက်ကဖျားကျေးဇူးတင်တယ်ဟိုဘက်အဆင်မပြေဘူးဆိုရင်ဒါနှစ်ခုပြည့်နေတယ်လေစောစောမလေးရစံစာတစ်ခုလေစံစာတစ်ခုဖတ်ရမှလားနော်အဲဥစားလူဆိုတာဘာလဲအသီးနှစ်ခုပါနော်ဒီ money and god ဆိုတာဟိုလက်လိုက်ဒီလက်လိုက်ဟိုလက်လိုက်ဒီလက်မရဘူးလေနော်ဒါတစ်ခုတည်းပဲဆိုတော့ခါကြတော့ကျွန်တော်တို့ကဒီနှစ်ခွသွားလို့မရဘူးနှစ်ခွသွားဖေးရလည်းမကြိုက်ဘူးဒါအဖြစ်ပြရရှိတယ်နော်အဖြစ်ပြတွေကျွန်တော်တို့ဒီတမဟောင်းထဲမှာတောင်းရပြီးဒီ prophet မလားအေလိယာလား prophet အေလိယာကအဲ့ဒီဣသရေလရဲ့ဘုရင်ရဲ့မိန်းမတော်တော်ပဲကျွန်တော်သူ့အကြောင်းကိုနှုတ်တော့ကျွန်တော်ဝင်လာတယ်ဣသရေလကဖျားရွေးခြေသားသောလူပြီးရင်သူယူတဲ့မိန်းမကလည်းသူကဒီဘာလာရေကိုကွယ်သောမျိုးသမီးဖြစ်တယ်အဲ့ဒါကိုပြိုင်လိုက်တော့ဗောနော်ဆိုတော့ခါကျတော့ဒါဒီခုဆိုတာအမြဲတမ်းတွဲတယ်နော်အမြဲတမ်းတွဲတော့ဖခင်ကလည်းထပ်ပြီးသုံးသိန်းဆုံးမတယ်နော်ဆုံးမတယ်ကဲဘာဖြစ်အမျိုးဒီကျွန်တော်တို့မိခင်နော်ဖခင်နဲ့မွေးလျော်သောမိခင်တွေကနော်သူတို့တွေဖခင်ပေးတဲ့ဥစ္စာပဲတိမ့်ရောက်ရဲပြီးတော့ဖခင်ကိုကျေးဇူးတင်တဲ့လက္ခဏာတွေ့ရတယ်နော်ညီးတွားချင်းဆိုတာသူတို့ရဲ့နှုတ်ပေါ်မှာမပေါ်ဘူးဘာကြောင့်လဲဆိုတော့နှုတ်ရဲ့အသီးကလည်းကျွန်တော်တို့ပြန်ရိတ်ရတယ်နော်ဒါနှုတ်ရဲ့အသီးကဆရာတယောက်ရှိတယ်တခါပြောတယ်ကျွန်တော်တို့ကွာအေးပေါ်လိုအပ်တယ်အထူးသဖြင့်အနိုင်ငင်းချင်း desperate ဆိုလောဝအနုညွတ်အသေးအံလိုအပ်တဲ့အချိန်မှာကျမ်းစာကလည်းပြောတယ်ဖခင်ရဲ့စိတ်တော်နဲ့ထိတွေ့မှပဲကျွန်တော်တို့ကတောင်းသောအရာကိုဖခင်ပြည့်စုံလိုက်မယ်အတိတ်ပင်ကဖခင်အလိုတော်ကြလားဖ
ဖျားရလို့တော့မကြလားဆိုတာ yes or no ဆိုတာရှိနေတယ်ဒါပေမဲ့နောက်ထပ်နီးတလန်းကြတော့တဲ့နှုတ်နဲ့ဝန်ခံမယ်ဆိုရင်အဲ့ဒါတော့ yes သက်ပဲဖြစ်တယ်မကောင်းတဲ့ဝန်ခံမယ်ဆိုမကောင်းတဲ့ဥစ္စာ yes ပဲလာမယ်သို့သောဥစ္စာဝန်ခံမယ်ဆိုသို့သော yes ပဲလာမယ်နှုတ်ရရှာရအသီးကိုအဲ့ဒါကြောင့်မလို့ဘုရားကကျွန်တော်တို့ဓမ္မသီရဓမ္မဟောင်းထဲမှာကျွန်တော်တို့နှုတ်ကိုဆောင်ရမယ်ဆိုတာဒါပဲဘာကြောင့်လဲဆိုတော့ဘုရားကပေးထားတာအာဒံနဲ့ဧဝပေးတာအာဒံ dominion life ဆိုတာကျွန်တော်တို့စိုးစံအုပ်စိုးသောအခွင့်ဖျားပေးတယ်နော်သွားပြီးအုပ်ချုပ်ပါသူနာမည်ဒီတရိษံရဲ့နာမည်သူပြောသမျှပြောတဲ့အတိုင်းဖြစ်တာဆိုတော့ကကြတော့ဒီကျွန်တော်တို့ words နော်ကျွန်တော်တို့ထွက်လာသောစကားလုံးတွေကကျွန်တော်တို့ကအတန်တော့ကြားရတယ်ဒီ voice ရှိလို့ဒါပေမဲ့ကျွန်တော်အကောင်မြင်ရလားမမြင်ရဘူးအကောင်မမြင်ရတဲ့ခါကျတော့အတိတ်ပင်ကဒါဝိညာဉ်လောကမှာသွားနေတာဖြစ်တယ်ဆိုတော့ကကြတော့ဝိညာဉ်ရဲ့လောကမှာသွားတဲ့အရာဝတ္ထုကဒါဖြစ်လာတယ်ဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့ဒီရေပြဲ7မှာဆိုရင်ယုံကြည်ခြင်းကပါလဲပြီးတော့လဲအခုဖြစ်ပြနေတဲ့အရာဝတ္ထုတွေကတွေ့မြင်ရတဲ့အရာဝတ္ထုတွေကမတွေ့မမြင်ရတဲ့ကနေဟိုစားဖန်ဆင်းခံရတယ်အတိတ်ပင်ကကျွန်တော်တို့မတွေ့မမြင်ရတော့ဖျားဝိညာဉ်တော်ဖျားဆိုတော့ကကြတော့အဲ့ဒီဝိညာဉ်တော်နဲ့ပြောလိုက်မယ်ဆိုရင်ကျွန်တော်တို့ကလူမှလည်းခန္ဓာရှိသလိုဝိညာဉ်လည်းရှိတယ်ဆိုတော့ကကြတော့ဒီကျွန်တော်တို့ဒီခန္ဓာကိုပြုပြင်ဖို့အတွက်ဘာကြောင့်လဲဆိုဒီခန္ဓာကဝိညာဉ်ကနေပြုပြင်တာကိုဆိုတော့ခါကြတော့ဒီခန္ဓာကပျက်စီးမယ်ဆိုဝိညာဉ်ဘက်ကိုပြန်သွားတယ်ဆိုတော့ကျွန်တော်တို့ကိုးကွယ်နေသောဘုရားသခင်ကဝိညာဉ်တော်ဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီခန္ဓာနဲ့ဒီဇာတိနဲ့သွားပြီးတော့ဝုတ်ပြုကိုးကွယ်လို့မရတော့ဘူးကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့အဆက်အသွယ်လုပ်ကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့ကိုးကွယ်ရမယ်အဲ့ဒါကြောင့်ဘုရားကဘယ်လိုပြောလဲကျွန်တော်တို့အတွင်းထဲမှာကြည့်တယ်အပြင်မကြည့်ဘူးဆိုတာဒါပဲဆိုတော့ကကြတော့ဒီအနာငင်းချင်းတို့ကျွန်တော်တို့ပြောရမယ်ဆိုရင်ဒါဝိညာဉ်ဒါအနာငင်းချင်းဆိုတာဥပမာလူချင်းကဲတင်လို့မရတဲ့အချိန်မှာကျွန်တော်တို့ကထာဝရဘုရားကျွန်တော်တို့ရဲ့တကိုးကြီးသောပုံကိုယ်တွေကိုကျွန်တော်တို့ကမိခိုတာဆိုတော့တကိုးကြီးသောပုံကိုယ်ကကျွန်တော်တို့ရှာဖွေတာဟာလေလုယာယေရှုခရစ်တော်ဖြစ်နေတာဟာလေလုယာဆိုတော့ကြတော့ယေရှုခရစ်တော်အခုကျွန်တော်တို့ကိုးကွယ်မယ်ဆိုဘာနဲ့ကိုးကွယ်ရမလဲကျွန်တော်တို့ဝိညာဉ်နဲ့ကိုးကွယ်ရမယ်စိတ်နှလုံးသားအကျွမ်းမဲ့နဲ့ကိုးကွယ်မှပဲဖခင်ရဲ့တကူတော်ကကျွန်တော်တို့ရှိကိုသုံးလောင်းမယ်ဆိုတာဘာဘယ်မှာကျွန်တော်တို့လိုအပ်တာဘာကိုလိုအပ်လဲခန္ဓာကိုယ်ရဲ့အနာငြင်းခြင်းလိုအပ်တယ်ဆိုတော့ခါကြဒါသုံးလောင်းတာဆိုတာ miracle လို့ခေါ်တာဆိုတော့ခါကြထုံးတူစွာပဲကျွန်တော်တို့ရဲ့ရှာနှုတ်ပြောတဲ့စကားလုံးတိုင်းမှာအကောင်မမြင်ရဘူးဆိုတော့ဒီပြောတဲ့ဥစ္စာမှာတကူဆိုတော့ပါတယ်အဲ့ဒီတကူကပြောတဲ့အတိုင်းဖြစ်တယ်ဆိုတော့ခါကြတော့ကျွန်တော်နှုတ်နဲ့ရှာနဲ့ကျွန်တော်တို့နေ့စဉ်ညီးတွားမယ်ဆိုတာအဲ့ဒါ meditation ဖြစ်တယ်ပြီးတော့နေ့စဉ်ကျွန်တော်ဝန်ခံမယ်ဆိုရင်ဒါဖြစ်လာတယ်ဆူတောင်းတော်မှလွဲမယ်ကျွန်တော်ရဲ့နှုတ်ရှာကဖြစ်တယ်เนาะဒါဓမ္မဟောင်းမှာလည်းပြောသလိုဓမ္မသစ်မှာလည်းပြောပါတယ်เนาะပြောတာကဲကောင်းပြီကဲသုံးချက်တစ်ချက်အနေနဲ့ကြတော့เนาะဖျားနဲ့မွင့်လျော်သောမိခင်တွေကသူတို့တွေကဒီဘယ်လိုပြောမလဲဆိုတော့ရည်ရောမှုရှိတယ် generosity ကတော့ကျွန်တော်တယောက်နေတော့ကျွန်တော်နားလည်ပါတယ်ဒါပေမဲ့မြန်မာလူကကျွန်တော်ပြန်လို့မတတ်ရခါကြတော့ဒီ Google Translation ကိုကျွန်တော်သုံးပြီးတော့ဒါရည်ရောမှုဆိုတာက generous ဥပမာကွာyou are so generous အင်္ဂလိပ်က generous လို့ပြောမယ်ဆိုရင်ဥပမာ तू ကလက်မတူဘူးပေးကမ်းခြင်းရှိတယ်ပြီးကျွေးတယ်သူ့မှာရှိမရှိသမ ्या ကိုအတွက်ကို तू ကဦးစားပေးတော့ပေးတာ generosity လို့ခေါ်တာနော်ဆိုတော့ကကြတော့ဒီ generosity ဥ
ဥပမာကွာကျွန်တော်တို့ကဒီပစ္စည်းနော်ဒီခန္ဓာသုံးဆွဲမဲ့ဥစ္စာကိုကျွန်တော်ဒါကလည်းကျွန်တော်တို့ဒါပြီးနိုင်တယ်ဆိုတော့အတွင်းကဖြူစင်လို့မှအဖြူစင်မှပဲပြီးလို့နိုင်တာဟုတ်မလားနော်အတွင်းကမဖြူစင်ဘူးနဲ့ပဲပြီးမယ်နော်ဆိုတော့ကြတော့ဒါဘာကြောင့်လဲဆိုတော့ generosity လို့ပြောတဲ့အချိန်မှာနော်ရေရောမှုပေါ့နော်ကျွန်တော်တို့ဒီအဲ့လိုမျိုးပြီးကန်ချင်းဆိုတာကလည်းဒါကဒီဘယ်လိုပြောမလဲဆိုတော့ဒီဘယ်လိုပြောမလဲဆိုတော့ quality ဆိုတာအရေးသွေးဒီအရေးသွေးတွေကဖျားရှိရလာတော့အရေးသွေးဖြစ်တယ်အာမင်ဆိုတော့ကြတော့ဖျားချစ်ချင်းမြတ်တာလည်းဖျားရှိရလာတဲ့အရေးသွေးဖျားအရေးသွေး generosity ဖျားအရေးသွေးလူတစ်ဖက်သားကိုသနာစိတ်ဖျားအရေးသွေးပဲဒါရရနော်ဖျားဆိုတော့ကြတော့ generosity ဆိုတော့ဒါပဲဖျားကလည်းကျွန်တော်တို့ကတင်တယ်ဆိုတော့ဒါနဲ့ပဲသွားတာလေမဟုတ်လားနော်ဆိုတော့သူ့ဘက်မှာရရှိဖို့အတွက်အပေးယူလောက်တာမဟုတ်ပဲနဲ့ဘုရားကတစ်ဖက်သက်အနေနဲ့ပဲပေးတာနော်ကတိချင်းတရားပေးတယ်ဆိုတော့ဒါပဲဆိုတော့မိခင်တွေကတော့ဒါပဲကြည့်လိုက်တချို့မိခင်တွေဆိုရင်ဧည့်သည်တွေဆိုရင်သွားလိုက်တိမတိပေးတာပဲဒါပြောဖို့ကောင်းတယ်နော်ကျွန်တော်အဲ့လိုမျိုးသွားတွေ့ရရင်သွားလေသူတိမတိအိမ်မှာသွားပြီးတော့လည်မိရင်ဧည့်သည်တွေလည်မိရင်ပြန်ရင်သူမိဖို့ကြောင့်မှရှိတဲ့ဥစ္စာလေးပေးသွားလိုက်တယ်ဥပမာရွှေဖြုံသီးလိုမျိုးကြောက်ဖြုံသီးလိုမျိုးတခုဘလောက်ချစ်ဖို့ကောင်းလဲမလားနော်ဘလောက်စာရလေဒီလိုမျိုးမိခင်နဲ့အိမ်စာရမှုဆိုတာလဲမိခင်ပဲပေးတာဒါပဲနော် generosity လောဝတာတွေကိုပေးကမ်းခြင်းတွေဒါတဲ့အိမ်မှာကျွန်တော်ဝင်သွားတဲ့အချိန်မှာဒါတွေနဲ့ပြည့်စုံမယ်ဆိုရင်တအားအေးချမ်းတယ်တအားသာရတယ်သာရသောအိမ်ဖြစ်တယ်ဒါကဖခင်ရဲ့ဘုန်းတော်ထင်ရှားတယ်အာမင်ဆိုတော့ကြတော့ဒါပဲဥပမာအဆုံးထိကျွန်တော်ပြောရမယ်ဆိုရင်ဒီမျိုးမိခင်တွေကဘယ်လိုရှိလဲဆိုတော့သူတို့ပေးမဲ့ဥစ္စာမရှိတော့မှအားပေးစကားလေးတွေ့လားအားပေးတစ်ခါတလေကြာရင်လေအားပေးစကားရွှေငွေထဲတာတန်မှုကြီးတယ်အားပေးစကားအားပေးတစ်ခါတလေကြာရင်ဒီလူကလေလုံးဝပဲကြဆုံးတယ်ဒါပေမဲ့သူလူတာအားပေးစကားတစ်လုံးပဲလူတာအားပေးစကားလေးတစ်လုံးနဲ့ပဲသူကပြန်ပြီးတော့ရက်တီမှာပြန်ထားမှာဆိုတော့အားပေးစကားသူတို့မှအမြဲတမ်းရှိတယ်နော်သူတို့မှအမြဲတမ်းရှိတယ်ပေးကမ်းခြင်းဆိုတာဒီအရာဝတ္ထုတွေမှာမကပဲနဲ့ကျွန်တော်တို့အတွင်းထဲမှာရှိသောအားပေးစကားခွန်အားပေးသောစကားတွေပြီးတော့နှုတ်ကပတ်တွေဝင်ငါပေးတဲ့ဥစ္စာတွေလမ်းကောင်းလမ်းမအကြံဉာဏ်အညံ့ပေးတဲ့ကောင်းသောအကြံပါနော်ကောင်းသောအကြံပေးတဲ့ဥစ္စာဒါတွေက sharing တဲ့ပဲ generosity is sharing ဖြစ်တယ် hallelujah နော် hallelujah ပါနောက်ပဲဆုံးတစ်ချက်အနေနဲ့ကြတော့ obeys God ကဲဒီမျိုးမိခင်တွေကဖျားပြောတဲ့ဥစ္စာသူတို့ကနာခံတယ်အာမင်နော်ကျွန်တော်တို့ကအားလုံးသိကုန်ပြီဒါပေမဲ့ဖျားပြောတဲ့ဥစ္စာကိုနာမခံရင်လည်းမရအောင်ဆိုတော့နော်ကျွန်တော်ဖျားပြောတဲ့ဥစ္စာနာခံတယ်နှုတ်ကပတ်တော့ဘလို့သွားလဲနှုတ်ကပတ်တော့သွားတဲ့အတိုင်းမှာသူကပြသွားတယ်သွားတဲ့ခါကျတော့ကျွန်တော်တို့ဒီ democracy ထဲမှာကျွန်တော်တို့ကခရစ်တော်သွားတဲ့လမ်းကျွန်တော်တို့ကအနိကကြည့်ရမယ့်လူတွေဖြစ်တယ်ခရစ်တော်ကျွန်တော်တို့ဘာတွေသွင်းဆုံးဘာတွေပြသွားလဲဆိုတော့ဆောတော့ကမလီဒီယာဒီရှမတ်တဲ့ခရဝင်ဂျမ်ဘောက်သူတပိုက်စီသူဝင်ငှတဲ့အချိန်မှာကျွန်တော်အဲ့ဒါကိုဖောက်တော့ကြည့်လိုက်တော့အော်ခရစ်တော်လေးသွားပြီးတော့leprosy ဆိုတာအနာဆိုးအနူးယောဂသူသွားပြီးတော့
အနာငိမ့်ပေးလိုက်တာပဲသူ့ယုံကြည်ကိုယ်ွယ်မယုံကြည်ကိုယ်ွယ်သူ့လက်ခံမလက်ခံမသိဘူးလိုအပ်နေတဲ့လူသွားလိုက်တာပဲဒါ generosity ဖြစ်တယ် generosity ဖြစ်တယ်အဲ့ဒါမှနတ်ဆိုးနေတော့နေထောက်တာပဲဩဒီရှင်ပတယုအိမ်မှာရောက်သွားတော့ချိန်မှာသူ့ရဲ့ mother in law ကသူ့ရဲ့ရက်ကမကနေမကောင်းဖြစ်နေတယ်ငှက်ဖျားတက်နေတယ် fever အဲ့ဒါမှခရစ်တော်သားကိုင်ရတဲ့ငှက်ဖျားချက်ချင်းထွက်ပြေးသွားထွက်ပြေးတော့မတရားထားပြီးတော့အဲ့ဒါမှပြီးတော့လူတွေလာတယ်နော်ဒီနတ်ဆိုးတွေပူတဲ့လူတွေရှိဘာကြောင့်လဲဆိုတော့လောကသားတွေကဆာလောင်နေတယ်ဒီစာရန်ရဲ့ဖိနှိပ်ငြိမ်းချမ်းနေစမှုအောက်မှာခံစားနေရတဲ့လူတွေဆိုတော့ကကြတော့ဒါပဲ generosity နော်ခရစ်တော်ဘယ်သူမှမခွဲခြားဘူးပေးတယ်အနာချင်းချင်းပေးတယ်နတ်ဆိုနေထုံးတယ်ဒါပေမဲ့အရေးကြီးတာကကယ်တင်ခြင်းတရားကိုသူကပေးတာအဲ့ဒါတဲ့အစပေါင်းမတန်အစပေါင်းဘယ်သူမှပေးလို့မရဘူးနော်ဒီဗျာဒိတ်ကျမ်းမှာဆိုရင်ကျွန်တော်ကျွန်တော်အချိန်ပေးပြီးတော့ဗျာဒိတ်တစ်ခုလုံးကျွန်တော်ဖတ်ပြီးအောင်ကျွန်တော်ဖတ်တာတော်စိတ်ပြတ်ဖို့ကောင်းတယ်တော်ဝမ်းမြောက်ဖို့လည်းကောင်းတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်ထိခရစ်တော်လက်မကမ်းမတဲ့ခရစ်တော်ခံရလို့ရှိတယ်နော်အဖြစ်ပြက်တယ်လေနော်ဘွေရဖြစ်ပြက်တယ်သူတို့မျက်စိတသူတို့အရှိမဖြစ်တယ်တခုဒါပေမဲ့ခရစ်တော်လက်မခံဘူးစာတိုင်းစူးစီးတာသဲပွင့်လိုမျိုးပဲတဲ့ရည်တွက်လို့မရဘူးတဲ့အဲ့ဒါကိုခရစ်တော်လာပြီးတော့အုပ်ချုပ်တော့မြို့နှစ်ပေါင်းတစ်ထောင်ပြီးတော့ဆိုတော့ခါကြတော့ဒါကြည့်လိုက်မယ်ဆိုရင်ဒါတော်လေးကိုဘယ်လိုပြောမလဲဆိုတော့စိတ်မကောင်းစွာကျွန်တော်တွေ့မြင်ရတယ်အဲ့ဒါကြောင့်မို့လို့ဒါပေမဲ့ခရစ်တော်ကလူတိုင်းတွေအတွက်တော့သူကတော့ပေးထားပေးတယ်ဒါပေမဲ့လူတိုင်းကသူပေးသောဒီကဲ့တင်ချင်းအသက်တာကိုလူတိုင်းကမယူချင်ဘူးဖြစ်နေတယ်အဲ့ဒါမယူချင်ဘူးဖြစ်နေတယ်ဆိုတော့ကြတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့နောက်ဆုံးစကားကြတော့ဖျားခင်ကျေးဇူးရန်တင်တယ်ဘာကြောင့်လဲဆိုတော့သူ့ကိုသိခွင့်ပေးတဲ့အတွက်ကြောင့်မလို့နော်တိမောသေစာဆောင်လို့ထဲရလို့မျိုးပဲကျွန်တော်တို့ကအဖွားအမေကြောင့်ဒါကျွန်တော်တို့ကဒီလိုမျိုးခရစ်တော်သိခွင့်ရတယ်ဆိုတာဒါပါပြီးသားဖြစ်နေတာဟာလေလုယာခဲတိုးပြီးတော့လမ်းတက်မှပဲအဲ့လိုမျိုးမဟုတ်ပဲねကျွန်တော်တို့အတွင်းထဲမှာရှိတာပြီးသားဆိုတော့ဒါ blessing ကလေ blessing ကပြောလို့မရတာ哦เนาะကျွန်တော်ကြတော့ဒီဘယ်လိုပြောမလဲဆိုတော့ဒီအတိုင်းဝိုင်းထဲမှာမွေးဖွာလာတဲ့လူတွေဆိုတော့တအား privilege ဖြစ်တယ်တအားဦးစားပေးခံရတဲ့နေရာမှာပါတယ်အဲ့ဒါတော့မှအသုံးမကျဘူးဆိုရင်တော့သွားပြီဆိုတော့ကြတော့ဖျားသခင်ကိုကျွန်တော်တို့ကကျေးဇူးတင်ရတယ်မဟုတ်လားဒါပဲဘာကြောင့်လဲဆိုတော့အဲ့ဒါပဲဆိုတော့မိခင်တွေအခုဒီမှာထိုင်နေတော့မိခင်တွေဒါအခုထိုင်နေကွာအမလီဒီယာရှိမယ်အမတဲမရှိမယ်အမေကဒါဘူးရှိမယ်ကျွန်တော်မိုးရှိမယ်ဒါဖျားမချစ်နိုင်ဘူးဆိုဘယ်ဒီနေရာမှာလိုက်ပြီးတော့အချိန်ကုန်ခံပြီးတော့ဘယ်ထိုင်နိုင်မလဲမဟုတ်လားဒါပေမဲ့ဖျားကသူရဲ့နှလုံးသားအတွင်းထဲမှာအရောက်စီတိုင်းရှိတဲ့ခါကျတော့ဖျားရဲ့ချစ်ချင်းမေတ္တာဖျားရဲ့ကျေးဇူးတော်တွေကိုနားလည်လို့ဖျားကိုပြန်ပြီးပေးစတယ်ဘယ်လိုပေးစလဲဆိုတော့သူ့ဝတ်ပြုကိုးကွယ်ခြင်း
နော်ဖယားကျွန်တော်တို့ရှိမှလူလားဇောင်းကသူ့အားကိုးပြီးတော့ praising နော်ချီးမွမ်းဒါဖယားကျွန်တော်တို့ရှိမှလူလားဇောင်းပဲဆိုတော့ကြတော့ဒါပဲဆိုတော့ကျွန်တော်ဖယားသခင်ရန်ကျေးဇူးတင်တယ်ဘာကြောင့်လဲဆိုတော့ခရိယန်သားဝိုင်းထဲမှာဝင်ဖွာလာတယ်ကြီးပြင်းလာတယ်ပြီးတော့မှမကဘူးကျွန်တော်မပြစ်ထုတ်ပဲနဲ့လမ်းမာတဲ့အချိန်မှာလဲဖခင်ကပြန်လဲဆွဲထူတယ်မလားနော်တရားလမ်းမှန်သောလမ်းကိုဖခင်ကပြတ်တယ်ဝိညာဉ်တော်ဖခင်ကအမြဲတမ်းနိုးဆော်တဲ့ခါကျဖခင်ကိုရန်ကျေးဇူးတင်တယ်နော်လူသားကတော့လူသားပဲလေနော်ကျွန်တော်တို့ကဒီပြည့်စုံသောလူမဟုတ်ဘူးကျွန်တော်တို့ကမိခင်နဲ့မပြည့်စုံဘူးဖခင်နဲ့မပြည့်စုံဘူးသားတွေသမီးတွေနဲ့မပြည့်စုံဘူးဒါပေမဲ့ကျွန်တော်တို့ကဘုရားကျေးဇူးတော်ကြောင့်အောက်မှာသက်ကျွန်တော်တို့ကဝိညာဉ်တော်ဘုရားကကျွန်တော်တို့ပြုပြင်တယ်ပြောင်းလဲတရက်ပြီးတရက်အသက်တာကိုဘုရားကပို့ဆောင်တယ်အကြောင်းကိုကျွန်တော်ကဘုရားကိုကျေးဇူးတင်တဲ့အကြောင်းကိုဒီကနေ့ကျွန်တော်ပြောချင်ပါတယ်ပြီးတော့လဲရောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေနော်ဆုတောင်းပတနာပြုခြင်းနဲ့ကျွန်တော်တို့ပိတ်ကြရအောင်နော် Hallelujah, hallelujah, hallelujah. Pau, tablu malo no puno pala. Saudara kela, ya tamu sosri tablu malo. Do, oh pau tablu malo. Do naglu tha tilpai. Le do ke do we takapola, takikla pu tilpa go. Do takikla tilpa ka thiba takapola he thobasu takapon do ne ba we takiko ke do ke ba tupala. Tablu malo mo sami bara sia brahma basu su khana ke. Takalam khina ko plo, no pwa ta bo sa shikrimla. Olam pada bo sa shri Yehovah Jauh. Amin.